အနမ်းနေပေးတာအဲ့တော့အနမ်းပေးလိုက်ရင်နိုးထမယ်အဲ့တော့ Snow White ကလေးကိုအနမ်းပေးလိုက်ပြီးတော့မင်းသားလေးကအနမ်းပေးပြီးနိုးထသွားတယ်ဆိုခဲ့ရင်အဲ့တော့အရေပြားတွေမှာရှိနေတဲ့ collagen တွေကိုနိုးထအောင်လို့အနမ်းပေးမဲ့သူကဘယ်သူတုံးနဲ့အမှတ်ထားဒေါက်တာဝီအလကားနောက်တာပါတကယ်တမ်းကျတော့ဘာတုံးဆိုတော့ကျွန်တော်တို့အရေပြားကို collagen ကိုနှိုးဆွပေးတဲ့ active ingredient တွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ target ကလည်းအရေပြားမှာရှိနေတဲ့collagen တွေကိုလှုံ့ဆော်ပေးတာရဲ့အရေပြားမှာရှိနေတဲ့fibroblast တွေကိုလှုံ့ဆော်ပေးတာရဲ့အဲ့လိုမျိုးဟာမျိုးတွေရှိနေလေအရေပြားကကောင်းမွန်လေကြည်လင်လေဝင်းပလေအဲ့လိုမျိုးဖြစ်တယ်အဲ့တော့လူတိုင်းကသိကျင်ကြတယ်အဲ့တော့ Snow White မင်းသားလေးလိုမျိုးဘယ်သူဖြစ်မလဲနံပါတ်1 retinoid ကခန္ဓာကိုယ်ထဲမှာ vitamin A derivatives လို့ခေါ်တယ်အဲ့တော့တောက်ဆေးတွေရှိတယ်လို့လိမ်းဆေးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလိမ်းဆေးတွေကိုလိမ်းတဲ့အချိန်ကျရင်အရေပြားကိုသူက collagen stimulation လို့ခေါ်တဲ့အရေပြားကိုလှုံ့ဆော်တဲ့အရာမျိုးတွေပြုလုပ်တယ်အဲ့ဒီအချိန်ကျရင် collagen တွေကနိုးကျလာပြီးတော့ဖြစ်လာတယ်ဒါပေမဲ့အကောင်းတစ်ခုရဖို့အတွက်ကတော့နည်းနည်းတော့စူးစမ်းအားထုတ်မှုတော့လုပ်ရတာ retinoid လေးလိမ်းလိုက်တဲ့အချိန်မှာမျက်နှာနီးမယ်စက်မယ်ပြီးတော့နောက်တစ်ခုကကြတော့အရေခွန်လေးတွေလမ်းမယ်ဒါစချင်း2ပတ်3ပတ်လောက်မှာဖြစ်လေဖြစ်ထားရှိတဲ့အရာမျိုးဖြစ်တယ်ဒါကတစ်မျိုးနောက်တစ်ခုကကြတော့ AHA glycolic acid အဲ့ဟာလေးတွေကလည်း active ingredient အနေနဲ့ပါတယ်ရေပြားရဲ့ collagen ကိုလှုံ့ဆော်ပေးတဲ့အရာထဲမှာပါတယ်သူတို့ကကြတော့ exfoliating effect ပေါ့နော်အရေပြားရဲ့ cell အဟောင်းတွေကိုသူကဖယ်ရှားပေးပြီးတဲ့အချိန်မှာ cell အသစ်တွေဖြစ်ဖို့လှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်သူကတော့collagen ကိုလှုံ့ဆော်တယ်ဆိုတဲ့အရာထဲမှာလည်းပါဝင်နိုင်တယ်ကဲနောက်တစ်ခုဘာလဲဆိုတော့ကျွန်တော်တို့ skin care တွေကမဟုတ်ဘဲနဲ့ကျွန်တော်တို့ mesotherapy လို့ခေါ်တဲ့ဆေးထိုးတယ် skin booster တွေထိုးတယ်အဲ့ skin booster တွေထဲမှာရော collagen ကိုလှုံ့ဆော်ပေးတာတွေဘာရှိလဲဆိုရင် salmon DNA လို့ခေါ်တဲ့ PDRN လေးတွေရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ exosome လို့ခေါ်တဲ့ဘယ်လိုပြောမလဲ messenger ပေါ့နော်သတင်းပို့သမားတွေရှိတယ်အဲ့လိုဟာမျိုးလေးတွေကလည်းခန္ဓာကိုယ်မှာ collagen တွေနည်းနေတယ်ဆိုတဲ့အချိန်ကျရင်သူက collagen ကိုပြန်ပြီးတော့လှုံ့ဆော်ပေးတဲ့အရာမျိုးအနေနဲ့ပါဝင်တာမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ collagen ကဘယ်လောက်တောင်အရေးကြီးတာလဲဆိုတော့ collagen ကိုလိမ်းလို့ရလား collagen ဒီ molecule ရဲ့အရေးအတွက်အရန်ကို size ကကြီးတယ်ကြီးတဲ့အတွက်ကျွန်တော်ပြောလို့ရှိတာအရေပြားတဲကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်ကသူကဖင်ကြီးနေတဲ့အတွက်မဝင်နိုင်ဘူးမဝင်နိုင်တဲ့အတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ collagen ကိုတိုးတက်လာဖို့အတွက်ကိုပဲသူတို့ကလုပ်ပေးလို့ရတယ်အဲ့တော့ခန္ဓာကိုယ်တွေထဲမှာရှိနေတဲ့ collagen တွေလှုံ့ဆော်တဲ့ဟာမျိုးတွေများလာမှဘယ်လိုပြောမလဲအရန်ကြီးcollagen တွေတိုးတက်လာမယ်ဆိုတဲ့အတွက်တောက်တဲ့စားတဲ့ဟာတွေပြီးတော့နောက်တစ်ခုကကြတော့လိမ့်တဲ့ဟာတွေမှာအရေးကြီးတဲ့အခန်းကဏ္ဍပါလာတယ်အဲ့ဒါကြောင့်ဒီ collagen ကိုလှုံ့ဆော်ပေးဖို့အတွက်ဆိုရင်ကျွန်တော်ခေါင်းထဲမှာအမြဲတမ်းရှိနေတာဒီ retinoid ကတော့တကယ်ဆရာပဲနံပါတ်2ကကြတော့ဘာလဲဆိုတော့ခုနကပြောသလိုမျိုးAHA ပေါ့နော်ပြီးတော့နောက်တခြား active ingredient တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ active ingredient တွေထဲမှာကအားလုံးထဲမှာအကောင်းဆုံးကတော့ retinoid ဖြစ်တဲ့အတွက်ဒီမေးခွန်းရဲ့ Snow White ကလေးကိုအနမ်းပေးလိုက်တဲ့မင်းသားလေးနေရာမှာရှိတဲ့သူဒီကျွန်တော်ကတော့ retinoid လို့ပဲပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်